2000 တခုနှစ်ဆင်းရဲမွဲတေလာတဲ့အာဖရိကတိုက်မာလာဝီနိုင်ငံကရွာငယ်လေးတစ်ရွာမှာအခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။နေ့စုအချိန်တွေမှာရွာသားတွေဟာပူပြင်းတဲ့နေအောင်အောက်မှာလဲကွင်းတွေနဲ့တူးဆော့လုတ်ကိုင်းရင်းရုန်းကန်နေကြရပါတယ်။တနေ့မှာတော့ရွာသားတအူးဟာအလုတ်လုတ်ရင်းအသက်ရှူရက်ကရုတ်တရက်လဲကျတေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ရဲ့ဒေတာခံရိုးရဒလိထုံးစံအတိုင်းဇာပနအခမ်းအနားကိုဝိုင်းနေပူဆွေးစွာနဲ့ပြုလုပ်ခဲ့ကြပါတယ်။ဒီဖြစ်ရဆိုးကြီးကြောင့်တေဆုံးသွားတဲ့ဂျွန်ရဲ့သားဂျရီမိုင်ယာနဲ့ညီဖြစ်သူထရိုင်းဝဲတို့မှာကြီးမားတဲ့ဝမ်းနဲ့ကြေကွဲမှုတွေနဲ့ကြုံတွေ့ခဲ့ရပြီးဂျရီမိုင်ယာအနေနဲ့လည်းဖခင်ဖြစ်သူရဲ့တာဝန်တွေကိုကိုစားယူကာမိသားစုကိုစောင့်ရှောက်ရမယ့်တာဝန်ကြီးကရောက်လာခဲ့ပါတော့တယ်။ရွာထဲမှာတော့ရာသီဥတုဆိုးရွားပြီးလေပြင်းတွေတိုက်ခတ်နေချိန်မှာကောင်လေးဝီလီယံဟာမိသားစုအိပ်ပျော်နေတဲ့အချိန်တွေမှာပျက်စီးနေတဲ့ရေဒီယိုတွေကိုထိုင်ပြနေတတ်တဲ့ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။တနေ့မှာတော့အေဖာဖြစ်သူထရိုင်းဝဲကဝီလီယံစီကရေဒီယိုကိုသိမ်းယူလိုက်ပြီးအိမ်ခေါင်မိုးကိုတွားပြင်ခိုင်းပါတော့တယ်။တနေ့ကုန်လုံးမိသားစုလိုက်တခြားရွာသားတွေလိုပဲပင်ပန်းဆင်းရဲစွာအလုပ်လုပ်ကြရပြီးညီလာဖြစ်သူကတော့ဝီလီယံသူ့ရေဒီယိုကိုမပြင်ပေးရသေးတာကြောင့်စိတ်မကြည်မနှက်ဖြစ်နေရပါတယ်။အဲ့ဒီနောက်မှာတော့ဝီလီယံဟာမိခင်ဖြစ်သူမှာကြားထားတဲ့အတိုင်းအိမ်ထဲမဝင်ခင်ရေချိုးတန့်စင်ခဲ့ပြီးအိယာပေါ်မှာကျောင်းဝတ်စုံအတစ်တစုံကိုအံ့အားသင့်ဝမ်းသာစွာနဲ့တွေ့လိုက်ရပါတယ်။နနက်စာစားပြီးတဲ့အခါမှာတော့ဖခင်ဖြစ်သူထရိုင်းဝဲကပထမဆုံးကျောင်းတက်မဲ့သားဖြစ်သူကိုစုံမစကားတွေပြောကြားခဲ့ပါတယ်။ကျောင်းသွားတဲ့လမ်းမှာဝီလီယံဟာတငယ်ချင်းဂေးဘတ်နဲ့တွေ့ဆုံခဲ့ပြီးရွာထဲမှာတော့ဒီမိုကရေစီရေးတောင်းဆိုဆန္ဒပြပွဲတွေဖြစ်ပွားနေတာကိုတွေ့မြင်ခဲ့ရပါတယ်။အဲ့ဒီနောက်ထရိုင်းဝဲကရွာထဲကကျောင်းဆရာကိုလှမ်းကြည့်နေတဲ့သူတို့ရဲ့ဇနီးနဲ့သမီးကိုသတိထားမိလိုက်ပါတယ်။ကျောင်းမှာတော့ကျောင်းအကြီးကကျောင်းသားတွေကိုမိန့်ခွန်းပြောကြားခဲ့ပြီးစာတင်နှစ်တဝက်စာကျူရှင်ကကိုပေးဆောင်နိုင်သူတိုင်းဟာစာကြည့်တိုက်ကပ်ပြရရှိမှာဖြစ်ကြောင်းအဲ့ဒီကနေတဆင့်တက္ကသိုလ်တက်ရောက်နိုင်ပြီးဘဝကိုမြင့်တင်နိုင်မဲ့အခွင့်အလမ်းတွေရလာမယ်လို့ပြောပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိုးတွေရွာချလာလို့ကျောင်းသားတွေအတန်းထဲဝင်ရောက်ခဲ့ကြပါတယ်။ဝီလီယံရဲ့အတန်းပိုင်ဆရာကတော့မိုက်ကော့ချီကွန်တာဖြစ်ပြီးအဲ့ဒီအချိန်မှာပဲဝီလီယံရဲ့အမအန်နီကတော့ရွာထဲမှာအလုပ်ကိုင်အခွင့်အလမ်းမရှိလို့အလုပ်လျှောက်ဖို့ကြိုးစားနေပါတယ်။အတန်းပြီးတဲ့အခါဝီလီယံကအန်နီပေးလိုက်တဲ့စာတစ်စောင်ကိုဆရာထံပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့ဆရာကဝီလီယံရဲ့ဖခင်ဟာကျူရှင်ကတစိမ့်တစ်ပိုင်းကိုသာပေးထားရသေးကြောင်းငွေပြည့်စုံမပေးနိုင်ရင်တော့အတန်းတက်ခွင့်ပြုမှာမဟုတ်ဘူးလို့သတိပေးခဲ့ပါတယ်။ကောင်လေးဟာအလွန်တရာစိတ်တက်ကြသွားခဲ့ပေမဲ့သူ့ရဲ့ခွေးလီပန်ဘာလာဂျိုလာကိုတွေ့ယူခဲ့ပြီးတငယ်ချင်းဖြစ်သူကလည်းနှစ်သိမ့်ပေးခဲ့ပါတယ်။တော့မိုးရွာနေတော့လဲမိသားစုတစုလုံးလယ်ထဲမှာဆက်လက်အလုပ်လုပ်နေကြပြီးဝီလီယံကတော့ညနေအထိစာချက်နေခဲ့ပါတယ်။မိုးကြိုးမုန်တိုင်းကြောင့်အမောင်ကျသွားပေမဲ့မိသားစုမှာမိအိမ်အတွက်ရေနံတောင်ဝယ်ဖို့ပတ်စံမရှိတော့ပါဘူး။နောက်နေ့မှာဆရာကစာမှုပွဲရလက်တွေကြီးညာရဝီလီယံဟာအမှတ်60နှစ်မှတ်တာရရှိခဲ့ပါတယ်။ကျောင်းဆင်းပြီးနောက်ဝီလီယံနဲ့ဂီဘတ်တို့ဟာအမိုက်ပုံကိုသွားပြီးအသုံးဝင်မဲ့ပစ္စည်းတွေရှာဖွေကြရဝီလီယံကရေစုပ်ပတ်အဟောင်းတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရွာစည်းဝေးမှာဂီဘတ်ရဲ့ဖခင်ဖြစ်တဲ့ရွာသူကြီးဝန်ကဆေးရွက်ကြီးကုမ္ပဏီကတစ်တတန်အတွက်ငွေ2000ပေးမယ်လို့ကမ်းလှမ်းထားကြောင်းကြေညာပါတယ်။ဒေတာအခြေအနေအရဒီငွေဟာမနည်းတဲ့ပမာဏဖြစ်ပေမဲ့မာလာဝီနိုင်ငံမှာရေကြီးရေရှမ်းမှုတွေဖြစ်လာနေပြီးရွာသားတွေမှာကာကွယ်ရေးအဆောက်အဦတွေတိစောက်ဖို့အင်အားမရှိကြောင်းလည်းပြောပြပါတယ်။သူတို့ကိုကာကွယ်ပေးနိုင်တာတစ်တော်တွေပဲဖြစ်ပါတယ်။ဒါပေမဲ့ဂျေယာမိုင်ယာကတော့ငွေရေးကြောင့်ရွာသူကြီးရဲ့အမြင်ကိုသဘောမတူပဲဆေးရွက်ကြီးကုမ္ပဏီကိုတစ်တော်ရောက်မှုဆုံးဖြတ်လိုက်ပါတယ်။ရွာသားအများစုကလည်းဆင်းရဲနွမ်းပါးမှုကြောင့်ဒီအကြံကိုထောက်ခံခဲ့ကြပါတယ်။ Try Well ကတူတူကိုတစ်တော်မရောက်မှုဒါပေမဲ့ဂျေယာမိုင်ယာကတော့ဒါဟာငွေရှာဖို့နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ယုံကြည်နေခဲ့ပါတယ်။နောက်တစ်နေ့တွင်ဝီလီယံသည်သူ၏ခွေးလေးကံပါနဲ့ငှက်ဖမ်းရန်ထွက်လာစဉ်တစ်ပင်များကိုအလုံးအရင်းနဲ့ခုတ်ထွင်နေတာကိုတွေ့ရှိခဲ့သည်။ဒီဘက်တို့ကရွာကလူငယ်တွေနဲ့အတူအချိန်ဖြုံးကြပေမဲ့လူတိုင်းကတော့ကလေးနှစ်ယောက်ကိုကြိုဆိုကြတာမဟုတ်ပါဘူး။ဒီနေ့မှာသူတို့အသုံးပြုနေတဲ့ရေဒီယိုပြတ်သွားတာကြောင့်ဝီလီယံကအိမ်ကနေလိုအပ်တဲ့အပူပစ္စည်းတွေကိုခိုးယူပြီးရေဒီယိုကိုပြင်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူကဖခင်ကိုကျောင်းလာခကြံငွေမနှက်ဖြန်ပေးရတော့မယ်လို့ပြောခဲ့ပေမဲ့ဖခင်ကငွေမရှိသေးတာကြောင့်တီးနှံရိတ်သိမ်းပြီးမှပေးနိုင်မယ်လို့ပြန်ဖြေပါတယ်။ရေဒီယိုကိုအောင်မြင်စွာပြင်ပေးနိုင်ခဲ့တဲ့ဝီလီယံကိုလူငယ်တွေကလေးစားလာကြပါတယ်။အိမ်ပြန်လမ်းမှာဝီလီယံနဲ့ဂီဘတ်တို့ဟာဝီလီယံရဲ့အမအန်နီနဲ့ဆရာကာချီကန်တာတို့ချစ်သူလို့တွေ့ဆုံနေတာကိုမြင်လိုက်ရပါတယ်။ဝီလီယံကဒီကိစ္စကိုဘယ်သူမှမပြောဘူးဂီဘတ်ကိုတောင်းဆိုပေမဲ့နောက်နေ့မှာဂီဘတ်ကမိဘတွေကိုအတိပေးတင်တယ်လို့ပြောလာပါတယ်။ဆရာတယောက်အနေနဲ့ကျောင်းသူတယောက်နဲ့ချစ်ကြိုက်နေတာဟာမတင်တော်တဲ့အပြုအမူဖြစ်တယ်လို့သူတို့နှစ်ယောက်လုံးသိနေကြပါတယ်။ဒီနေ့မှာဝီလီယံကဘက်ထရီကိုပြင်နေစဉ်ဂီဘတ်ကဆရာရဲ့စပိန်ကိုဖျက်ပစ်ပြီးသင်ခန်းစာပေးလိုက်ရအောင်လို့အကြံပေးခဲ့ပါတယ်။ဒါပေမဲ့ဝီလီယံကအဲ့ဒီလိုမလုပ်ချင်ပဲစပိန်ဘော်ကမိအိမ်ကဘလို့အလုပ်လုပ်လဲဆိုတာကိုသာစိတ်ဝင်စားခဲ့ပါတယ်။အဲ့ဒီညမှာဖခင် Try Well ကကြံနေတဲ့ငွေကိုရေတွက်နေချိန်မိခင် Agnes ကသားကိုကျောင်းဆက်တက်ခွင့်ပေးရမယ်။မဟုတ်ရင်အနာဂတ်ကောင်းမရှိနိုင်ဘူးလို့ပြောပါတယ်။ဒါပေမဲ့ဖခင်ကအခုအချိန်နေမှာမတက်နိုင်သေးဘူးလို့ဆိုပါတယ်။နောက်တစ်နေ့မှာကျောင်းအုပ်ကြီးကကျောင်းလာခအပြည့်ပေးပြီးသားကျောင်းသားတွေရဲ့နာမည်တွေကိုကြေညာလိုက်ပြီးကျန်တဲ့သူတွေကိုတော့ငွေမပေးမချင်းကျောင်းမတက်ရတော့ဘူးလို့ပြောလိုက်ပါတယ်။ဝီလီယံဟာအလွန်ဝမ်းနည်းသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ Try Well ကမိုးရွာနေတဲ့ကြားတဲ့လယ်ထဲမှာအလုပ်လုပ်ရင်းအခြေအနေကမျှော်လင့်ချက်မရှိတော့ဘူးဆိုတာသိလာတဲ့အတွက်ဒန်နီယယ်ဆိုတဲ့မိတ်ဆွေဟောင်းစီအကူအညီတောင်းဖို့သွားခဲ့ပါတယ်။ဒန်နီယယ်ကစစ်လိတ်ကုမ္ပဏီမှာအလုပ်လုပ်နေတာဖြစ်ပြီး Try Well ကတစ်တော်ကိုမခုတ်လဲစေခြင်းလို့ဝယ်ယူခြင်းတဲ့အကြောင်းပြောပြပါတယ်။ဒါပေမဲ့ကုမ္ပဏီကလုံးဝသဘောတူမှာမဟုတ်ဘူးလို့ဒန်နီယယ်ကပြန်ပြောခဲ့ပါတယ်။ကတော့လက်မလျှော့ပါဘူး။
သူဟာကျောင်းစာကြည့်တိုက်ထဲဝင်နိုင်ဖို့ဆရာခါချီကန်တာကိုအန်နီနဲ့ပတ်သက်တဲ့လှုပ်ဝက်ချက်ကိုတိထားကြောင်းတွယ်ဝိုက်ပြောလိုက်ပါတယ်အရှုပ်အရှင်းမဖြစ်စေချင်တဲ့ဆရာကဝီလီယံကိုစာကြည့်တိုက်အသုံးပြုခွင့်ရအောင်ကူညီပေးလိုက်ပါတယ်စာကြည့်တိုက်ထဲမှာဝီလီယံဟာဒိုင်နမိုလျှက်စစ်နဲ့လေစွမ်းအင်အကြောင်းစာအုပ်တွေကိုအတက်တရောလေ့လာပါတော့တယ်သူ့ရဲ့ရည်ရွယ်ချက်ကတော့တဘာဝလေစွမ်းအင်ကိုအသုံးချပြီးရွာသားတွေကိုကူညီနိုင်မဲ့စက်တလုံးတီထွင်ဖို့ဖြစ်ပါတယ်မကြခင်မှာမာလာဝီသမ္မတကရွာကိုလာရောက်လည်ပတ်ပါတယ်ရွာသားတွေကလက်ခုပ်တီးပြီးကြိုဆိုကြပေမဲ့ရွာအကြီးကဲဝန်းကအစိုးရရှိမှရွာသားတွေအစာကောင်းပါနေတဲ့အခြေအနေမှန်ကိုရဲရဲဝံ့ဝံ့ပြောလိုက်ပါတယ်သူကပြည်သူတွေကိုအမှန်တကယ်ဂရုစိုက်တဲ့အစိုးရကိုလိုအပ်တယ်လို့ပြောလိုက်တာကြောင့်သမ္မတကမကျေနပ်ပဲလုံခြုံရေးတပ်ဖွဲ့တွေကဝမ်ကိုဖမ်းခေါ်သွားပါတယ်ဝီလီယံနဲ့ဂယ်ဘရစ်တို့ကကူညီဖို့ကြိုးစားပေမဲ့မအောင်မြင်ပါဘူးလူအုပ်ကြားမှာရုပ်ရက်အကြမ်းဖက်မှုတွေဖြစ်ပွားပြီးတနက်တန်တွေပေါ်လာပါတယ်ဝမ်ဟာပြင်းထန်စွာဒဏ်ရာရသွားပြီးဆေးရုံပို့ဖို့တောင်မလုံခြုံတော့ပါဘူးဖက်မှာတော့မိသားစုဟာကြန့်ရှိတဲ့ပြောင်းမှုတွေကိုအမြန်စုသိမ်းနေရပြီးအဲ့ဒီအစာကအများဆုံး9လလောက်သာလုံလောက်မယ်လို့ခန့်မှန်းကြပါတယ်အစိုးရကအစာကောင်းပါမှုမရှိဘူးလို့ညင်းဆိုပေမဲ့ပြည်သူတွေကမကျေနပ်ပဲဆန္ဒပြပွဲတွေဆက်တိုက်လုပ်ကြပါတယ်ဖရိုက်ကလည်းဆန္ဒပြပွဲမှာပါဝင်ဖို့ဆုံးဖြတ်လိုက်ပြီးဝင်းရင်ကတော့စာကြည့်တိုက်ထဲမှာသူတီထွင်မှုကိုဆက်လက်လာနေပါတယ်စာကြည့်တိုက်မှုမရှိခေါ်တော့ကဝင်းရင်ရဲ့စိတ်ကူးကိုစိတ်ဝင်စားပြီးအားပေးပါတယ်ဝင်းရင်ကလေအားသုံးတဲ့စစ်ဆက်တိဆောက်ဖို့ကြိုးစားနေပေမဲ့အချို့အစိမ်ပိုင်းတွေအတွက်ဆရာခန့်ချစ်ကန်ရဲ့အကူအညီလိုအပ်နေပါတယ်ဒီအချိန်မှာရန်နိုင်ကိုဆရာခန့်ချစ်ကန်တွေကအတူထွက်ပြေးပြီးလက်ထက်ရအောင်လို့ပြောပေမဲ့ NA ကမိသားစုကုန်တိတ်ခါကိုထိခိုက်မှဆိုလို့ညှင်းဆန်နေပါတယ်နောက်ဆုံးမှာကျောင်းအကြီးကဝီလီယံဟာကျောင်းလာခမပေးပဲစာတက်နေတာကိုတီးသွားပြီးသူ့ကိုကျောင်းကထုတ်ပယ်လိုက်ပါတယ်။ဒါပေမဲ့ဝီလီယံကသူ့အိမ်မက်ကိုမစွန့်လွတ်ပဲဆက်လက်ကြိုးစားနေပါတယ်။စံရိတ်ခါများရောက်လာကြောင်းကြေညာခဲ့ပြီးမိခင်ဖြစ်သူအက်နစ်ကဝီလီယံကိုငွေပေးကတက်နိုင်သမျှစံအမြောက်များဝယ်ယူလာရန်စေခိုင်းခဲ့ပြီးရွာသူရွာသားများနဲ့ဆန္ဒပြသူများသည်လည်းအစိုးရ၏စံတင်ကားများကိုမြင်တွေ့လိုက်ရသောအခါဆက်လက်ဆန္ဒပြနေစရာမလိုတော့ကြောင်းသဘောပေါက်သွားကြသည့်ထိုချိန်တွင်အက်နစ်သည်သူ၏သမီးအန်နီတစုံတဦးနှင့်ပြုတ်ဝက်ဆက်ဆံနေသည်ဟုတန်တရားဝင်မိခဲ့ပြီးမိသားစုတိတ်ခါကြမိကိစ္စမျိုးကိုမိတို့များလက်မခံနိုင်ကြောင်းတွေးတောပူပန်နေခဲ့သည်ဒုတိယဆိုသလိုခိုးဆိုးသူလူဆိုးတဦးသည်အိမ်တွင်းသို့အတင်းအကျပ်ဝင်ရောက်လာပြီးအမျိုးသမီးများကိုချင်းချောက်ကစားနှက်ရိတ်ခါများကိုယူဆောင်သွားခဲ့သည့်အနက်မှာအစားအစာအတွက်ကိုကျွေးနေခဲ့သည်တစ်နေ့ထက်တစ်နေ့ပိုဆိုးလာခဲ့ပြီးမိသားစုတိုင်းဟာအသက်ရှင်ဖို့ရုန်းကန်နေကြရပါတယ်ထရိုင်ဝဲကမိုးမရွာသေးပေမဲ့လေကိုဆက်ဆက်ရမယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ရွာသားများစုကတော့ဒီလိုဆက်လုပ်နေလဲအကျိုးမရှိတော့ဘူးလို့ထင်နေကြပါတယ်ဝီလီယံကတော့သူတို့မွေးထားတဲ့ခွေးလေးအငတ်မသေးစေဖို့အစာနဲ့ခိုးကျွေးဖို့ကြိုးစားခဲ့ပါတယ်ဒါကိုဖခင်မြင်သွားပြီးအခုအချိန်မှာလူတော်အစာမလောက်ဘူးခွေးကိုမကျွေးနဲ့လို့တားမြစ်လိုက်ပါတယ်အဲ့ဒီညမှာဝီလီယံကအမအန်နီကိုသူ့ရဲ့လှုပ်ဝက်ချီရေးကိုတီထားကြောင်းပြောလိုက်ပြီးရွာတရွာလုံးကိုကယ်တင်နိုင်မဲ့အကြံစီတစ်ခုကိုပြောပြခဲ့ပါတယ်ရေစုပ်ပန့်ကိုလက်ပတ်နိုင်ရင်လဲတွေကိုရေပေးနိုင်မယ်ဒါပေမဲ့အဲ့ဒီအတွက်ဆရာကာချီကန်ဒါစီကလိုအပ်တဲ့အစိပ်ပိုင်းတွေရဖို့လိုအပ်နေပါတယ်အန်နီကမိသားစုတည်သွားမှာကိုကြောက်နေခဲ့တာကြောင့်နောက်တစ်နေ့မှာဆရာကာချီကန်ဒါနဲ့အတူရွာကနေထွက်ပြေးသွားခဲ့ပါတယ်မထွက်ခင်မှာတော့မိသားစုအတွက်စာတစောင်ခြံထားခဲ့ပြီးသူ့ကြောင့်မိသားစုကိုဝင်ထုတ်ဝင်ဖို့မဖြစ်စေချင်တာကြောင့်ထွက်သွားတာလို့ရေးထားခဲ့ပါတယ်အန်နီပျောက်သွားတဲ့အတွက်မိသားစုကကျောင်းအုပ်ကြီးစီအကူအညီတောင်းခဲ့ပေမဲ့သူလည်းဘယ်ရောက်နေမှမသိသေးဘူးလို့ပြောခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဆရာတွေမကြံတော့တာကြောင့်ကျောင်းကိုလည်းပိတ်လိုက်ရပါတယ်။ဒါပေမဲ့ဝီလီယံကတော့လက်မလျှော့ခဲ့ပါဘူး။ကျောင်းအုပ်ကြီးကိုစာကြည့်တိုက်ထဲဝင်ခွင့်တောင်းပြီးလေစွမ်းအင်နဲ့ရေစုပ်ပန့်ကိုလက်ပတ်နိုင်မဲ့ဆက်ကိုဆက်လက်တည်ထွင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာလူငယ်တွေကဝီလီယံကိုသူတို့နဲ့တူမြောက်ဘက်ကိုလိုက်လာဖို့ခေါ်ကြပေမဲ့ဝီလီယံကတော့ကျွန်တော်မိသားစုကိုမထားခဲ့နိုင်ဘူးလို့ပြောပြီးညှင်းပယ်လိုက်ပါတယ်။စိတ်ပြက်နေတဲ့ဝီလီယံဟာသူစုဆောင်းထားတဲ့ပစ္စည်းတွေနဲ့လေယာဉ်ဟက်ကိုဆက်တီဆောက်ဖို့ကြိုးစားနေချိန်မှာသူ့ချစ်တဲ့ခွေးလေးဟာအစာငတ်ပြီးတိတ်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ဝီလီယံဟာဝမ်းနဲ့လုံးလို့မျက်ရည်ကိုတော့မထိန်နိုင်တော့ပါဘူး။တစ်ဖက်မှာတော့ Triwell ကဒဏ်ရာပြင်းထန်နေတဲ့ရွာသူကြီးစီတွားရောက်ကြည့်ရှုပြီးအိမ်ပြန်လာတဲ့အခါစပိန်ကိစ္စကိုဇနီးဖြစ်သူ Agnes ကိုပြောပြလိုက်ပါတယ်။ Agnes ကတော့တားရဲ့အကြံကိုရှင်ယုံကြည်တဲ့နဲ့အခုလိုညှင်းလိုက်တာမှားတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီစကားတွေကြောင့် Triwell လည်းစဉ်းစားလာခဲ့ပါတယ်။ဝီလီယံကလည်းဖခင်ရှိမှရက်ပြီးကျွန်တော်ကိုတစ်ခါလောက်ယုံကြည်ပေးပါ။ဒီလေယာဉ်ဟက်ကရွာကိုကယ်တင်နိုင်ပါတယ်လို့အလေးနဲ့တောင်းဆိုခဲ့ပါတယ်။တားရဲ့ယုံကြည်ချက်နဲ့ဇနီးရဲ့အားပေးစကားတွေကိုမြင်တွေ့ပြီးနောက် Triwell ဟာနောက်ဆုံးမှာသူအရန်တန်မိုးထားတဲ့စပိန်ကိုဝီလီယံအတွက်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီချိန်ကစပြီးရွာသားတွေနဲ့တငယ်ချင်းတွေအားလုံးဝီလီယံကိုဝိုင်းကူကြပြီးလေယာဉ်ဟက်ကြီးကိုအတူတကွစတင်တိစောက်ခဲ့ကြပါတယ်လေယာဉ်ဟက်ကြီးတိစောက်ပြီးနောက်ဝီလီယံကစမ်းတက်ဖို့ပြင်ဆင်လိုက်ပါတယ်အားလုံးကအသက်ရှူတော်မရဲပဲစောင့်ကြည့်နေကြပါတယ်Mutane quanto mu vorrei sempre usare se panno. Si sarà me usa ma samba.